discipline နဲ့ punishment နဲ့မတူဘူးပေါ့နော်အဲ့တော့ discipline ဆိုတာကအမှားအမှန်ကိုနားလည်နိုင်အောင်တေချာလေးခွဲခြားပြီးတော့ပြောပြတယ်သင်ပေးတယ်ဒီတိုင်းလေးလိုက်လုပ်မယ်ဒီဒါလေးဆိုရင်ဒီလိုဖြစ်နိုင်တယ်ဒီတိုင်းမလုပ်လို့ဒီလိုလုပ်လိုက်လို့ရှိရင်တော့ဘယ်လိုဆိုးကျိုးတွေရနိုင်တယ်ဒါကြောင့်မလို့ဒါအမှန်ဒါအမှားဒါကိုခွဲခြားပြီးတော့ပြောပြပြီးတော့မှဒီလိုမျိုးစည်းကမ်းလေးတွေလိုက်နာအောင်ဆိုပြီးပြောတာပေါ့နော်ဒါက discipline အဲ့တော့ punishment ဆိုတာကကလေးကိုကြောက်အောင်လုပ်တာပေါ့နော်ဒါမလုပ်လို့ရှိရင်မမှန်မိဘူးမရလို့ရှိရင်မမှန်မိဘူးဒါကြောင့်မလို့ရရမယ်စသဖြင့်ပေါ့နော်ကလေးကိုအတင်းကိုပဲပေါ့နော်ဒီသူ့ရဲ့ဒီလောက်ရက်တစ်ခုလုံးလို့ရှိရင်ဘာအကျိုးဆက်ရှိနိုင်မယ်ဆိုတာကိုမရှင်းပြတော့ဘဲနဲ့ကလေးကိုတခါတည်းနဲ့punish လုပ်တိုက်တာပေါ့နော်ဒါကြောင့်လေးတစ်ယောက်က perfect ဖြစ်နေတဲ့မိဘပေါ့နော်ပြီးရင်genius ဖြစ်နေတဲ့မိဘနောက်တစ်ခုကတော့ချမ်းသာတဲ့မိဘကိုလိုအပ်တာမဟုတ်ဘူးကလေးတွေရဲ့အလိုအဆုံးကငါဘယ်လိုပဲဖြစ်နေပေါ့နော်သူ့ကိုအမြဲတမ်းချစ်နေမဲ့သူတို့ရဲ့ emotionally present support လုပ်ပေးတဲ့မိဘတို့ပဲလိုအပ်တာဖြစ်ပါတယ်ဒီနေ့ခေတ်မှာပေါ့နော်မိဘတွေအနေနဲ့အခက်အခဲဆုံးအရာတစ်ခုကိုပြောပါဆိုရင်ကိုယ့်ရဲ့သားသမီးတွေကိုနားလည်ပေးနိုင်ဖို့ပဲပေါ့နော်အထူးသဖြင့်လူငယ်တွေရှိတယ်ပေါ့နော်မိဘတွေပေါ့နော်